နှစ်30အတွင်းနှစ်ကြိမ်ပဲရခဲ့ဘူးတဲ့ဖလားကိုတနစ်ခွဲအတွင်းယူပေးခဲ့တဲ့လူတစ်ယောက်အနေနဲ့ဒီလောက်တော့ပြောခွင့်ရှိမယ်ထင်ပါတယ်ဟုတ်ကဲ့အခုတစ်ခါမှာတော့လီဗာပူးနီးပြအာနေစလော့ရဲ့ခင်ဗျားတို့ကကြုတ်ကိုဘာထင်နေလဲဆိုတဲ့အကြောင်းအရာလေးကိုဖတ်ပြသွားမှာပဲဖြစ်ပါတယ်မာဆေးလိုကွင်းမျိုးကိုလာကစားရတာလွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူးပရိသတ်တွေရဲ့ PR သူတို့ကစားသမားတွေရဲ့အရေးအသွေးဒါတွေအားလုံးကိုကြော်ဖြတ်ပြီး3ဂိုးမရှိဆိုတဲ့ရလက်နဲ့နိုင်ပွဲရယူခဲ့တာဟာတကယ်ကိုကျေနပ်စရာညချမ်းပါပဲစနေနေ့တုန်းကအခွင့်အရေးတွေဒီထက်9ဆလောက်ပိုများခဲ့ပေမဲ့ဂိုးတွေမဝင်ခဲ့ဘူးဒီနေ့တော့အခွင့်အရေးနည်းခဲ့ပေမဲ့3ဂိုးရအောင်သွင်းနိုင်ခဲ့တယ်ဘောလုံးလောကမှာရလက်ထွက်မှလူတွေကအကောင်းပြောကြတာထုံးစံပါပဲဒါပေမဲ့ဒီညပွဲပြီးချိန်မှာကျုပ်ကိုလာမေးတဲ့မေးခွန်းတစ်ခုကြောင့်ကျုပ်နည်းနည်းတော့အံ့ဩသွားတယ်ပရိသတ်တွေရဲ့ယုံကြည်မှုကိုပြန်ရဖို့ဒီအသင်းမှာအောင်မြင်မှုရရှိနိုင်သေးတယ်ဆိုတာကိုသက်သေပြဖို့လိုနေပြီလို့ခံစားရလားတဲ့ဒီမေးခွန်းကကျုပ်အတွက်တကယ်ကိုအသက်အဆန်းပဲခင်ဗျားတို့တကယ်ပဲကျုပ်ကိုအောင်မြင်မှုမဖြစ်နိုင်တော့ဘူးလို့ထင်နေကြတာလားပြန်စဉ်းစားကြည့်ရအောင်ကျုပ်ဒီအသင်းကိုရောက်နေတာတစ်နှစ်ခွဲပဲရှိပါသေးတယ်တစ်နှစ်ခွဲကာလအတွင်းမှာကျုပ်ပရီးမီးယားလိချန်ပီယံဆုကိုရယူပေးထားပြီးပါပြီလွန်ခဲ့တဲ့နှစ်ပေါင်း30အတွင်းဒီကလပ်အသင်းကြီးလိဖလားရခဲ့ဘူးတာ2ကြိမ်နဲ့ပဲရှိပါသေးတယ်အဲ့ဒီ2ကြိမ်နဲ့ကတစ်ကြိမ်ကိုယူပေးထားတဲ့နီးပြတစ်ယောက်ကိုခင်ဗျားအောင်မြင်နိုင်ပါမလားလို့မေးခွန်းထုတ်တာကတော့နည်းနည်းရည်စရာမကောင်းလုံးလားဗျာလူတွေကပြောကြတယ်လီဗာပူးကအီလေလေကြီးဖြစ်နေတယ်ခြေစွမ်းမတည်ငြိမ်ဘူးတဲ့ကျုပ်တို့ပြိုင်ပွဲဆုံး14ပွဲဆက်တိုက်ရှုံးပွဲမရှိကစားထားတာပါ14ပွဲမရှုံးတာကိုမတည်ငြိမ်ဘူးလို့ခေါ်မယ်ဆိုရင်တော့ခင်ဗျားတို့ရဲ့စံနှုန်းတွေကိုကျုပ်နားမလည်တော့ပါဘူးဟုတ်ပါတယ်ခံစစ်ပိတ်ပြီးလိုဘလော့ဆော့တဲ့အသင်းတွေနဲ့တွေ့ရင်ကျုပ်တို့ရုန်းကန်ရတာတော့မှန်ပါတယ်ဒါပေမဲ့ဒီညလိုမန်စီးတီးလိုချယ်ဆီလိုဘောလုံးကစားတဲ့အသင်းတွေနဲ့တွေ့ရင်ကျုပ်တို့ဘလောက်ကောင်းလဲခင်ဗျားတို့မြင်ပါပါကျုပ်တို့ချန်ပီယံလိမှာထိပ်ဆုံး8သင်းစင်းရင်ဝင်သွားပါပြီဒါဟာဒဏ်ရာရကစားသမားတွေများနေတဲ့လူအင်အားနှဲပါတဲ့ကျုပ်တို့လူစင်းရင်အတွက်အမတန်အရေးကြီးပါတယ် Play-off မကန်ရပဲအနားရဖို့လည်းလိုအပ်ပါတယ်ကလပ်အသင်းပိုင်ရှင်တွေရောအားကစားဒါရိုက်တာတွေရောကျုပ်ရောဒီအသင်းနောက်တစ်ဆင့်တက်လှမ်းဖို့ဘာလုပ်ရမလဲဆိုတာကောင်းကောင်းသိကြပါတယ်ဒါကအကူပြောင်းကာလပါတခါတလေတော့လေတီးကန်စိတ်လေးထားဖို့လိုအပ်မယ်လို့ကျုပ်ထင်ပါတယ်အနှစ်30အတွင်း2ကြိမ်ပဲရခဲ့ဘူးတဲ့ဖလားကိုတစ်နှစ်ခွဲအတွင်းယူပေးခဲ့တဲ့လူတစ်ယောက်အနေနဲ့ဒီလောက်တော့ပြောပိုင်ခွင့်ရှိမယ်လို့ထင်ပါတယ်ခင်ဗျားတို့လီဗာပူးကလပ်အသင်းရဲ့မန်နေဂျာစလော့ဟုတ်ကဲ့ပါအခုလိုမျိုးဘောလုံးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုနားဆင်ခန်းစားခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ Orange Code ကို like and subscribe လုပ်ထားပေးဖို့မမေ့ပါနဲ့เนาะအဆုံးထိနားဆင်ပေးခဲ့လို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ